ပင်လယ်လိမ့်မကြီးတကောင်ဟာကမ်းခြေမှာဥဖို့အတွက်တွင်းတူဖို့သူမရဲ့အားရရှိသမျှအစွမ်းကုန်စူးစမ်းနေခဲ့ပါတယ်တွင်းထဲမှာဥတွေပြည့်သွားတဲ့အခါမှာတော့ပင်လယ်ပြင်စီပြန်သွားဖို့အတွက်သူမမှာအားအိမ်တွေလုံးဝကုန်ခန့်နေခဲ့ပါပြီကန်ဆိုးချင်တော့သူမဟာကြောက်ဆောင်နေကြတဲ့မှာလဲကျသွားခဲ့ပြီးမောပန်းလုံးလာကြောင်းသတိလင့်မြင့်မျောသွားခဲ့ရပါတယ်နောက်တစ်နေ့မနေ့ရောက်မှပဲအမျိုးသားတစ်ယောက်ဟာအသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ဒီပင်လယ်လိပ်ကြီးကိုမတော်တဆရှာတွေ့ခဲ့တာဖြစ်ပါတယ်အမျိုးသားနဲ့သူ၏တငယ်ချင်းတွေဟာပူပြင်းလာတဲ့နေရောင်ကြီးအောက်မှာဒီအေယာမတတော်ဝါကြီးကိုဝိုင်းဝန်းမချီမကာနောက်ဆုံးမှာတော့အင်းများတဲ့ပင်လယ်ပြင်ကြီးတဲ့သူဘေးကင်းစွာပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်မကြခင်မှာပဲလိပ်ဦးလေးတွေဟာဥခုံတွေကိုဖောက်ပြီးထွက်လာခဲ့ကြပါတယ်ဒါပေမဲ့သူတို့ကိုစောင့်ကြပ်နေတာကတော့ဇေယောင်ငတ်တွေကနန်းတွေလိုမျိုးတဘာဝရန်သူတွေရဲ့အယူမှုဝိုင်းရံတိုက်ခိုက်ခြင်းတင်မကပဲရက်ဆက်ပြီးအတကြီးလာတဲ့မှောင်ခိုကုန်တွေရဲ့ဖန်စီရောက်ချခြင်းကိုပါရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်အမျိုးသားဟာဒီမြင်ကွင်းကိုတိုက်ဆိုင်မြင်တွေ့ခဲ့ရပြီးဒေါသလဲထွက်စိတ်လဲမကောင်းဖြစ်ခဲ့ရပါတယ်ဒါကြောင့်သူဟာတနာစရာကောင်းတဲ့လိပ်ပေါက်စလေးတစ်ကောင်ကိုဆုံးဖြတ်ချက်ပြတ်သားစွာနဲ့ငွေပေးဝယ်ယူခဲ့ပြီးသူ့ရဲ့သားဖြစ်သူကိုကမ်းခြေစီတွားရောက်ကရင်းနဲ့အမှန်တကယ်ထိုက်တန်တဲ့လွတ်လပ်တဲ့ကဘာစီတို့ပြန်လဲဆေးလုပ်ခိုင်းခဲ့ပါတယ်ဒါပေမဲ့လည်းဒီပင်လယ်လိပ်ကလေးနဲ့အမျိုးသားတို့ကြားကကံကြမ္မာတန်ရောစင်ကျိုးကတော့အခုမှစတင်ရုံပဲရှိပါသေးတယ်30နှစ်ကြာပြီးနောက်နေရာဒီတစ်ခုမှာတော့အမျိုးသားဟာသူ့ရဲ့သားကိုခေါ်ပြီးအဲ့ဒီပင်လယ်ပြင်စီကိုပဲရင်ငုပ်ဖို့အတွက်နောက်တစ်ကြိမ်ပြန်လဲရောက်ရှိလာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲပင်လယ်လိပ်တစ်ကောင်ဟာသူတို့စီကိုကိုယ်တိုင်လိုလျောက်ရေကူးပြီးချင်းကပ်လာခဲ့ပါတယ်သူဟာလူတွေကိုကြောက်လည်းမကြောက်တယ်လို့ရှောင်းလည်းမရှောင်းပဲငါနောက်ကိုလိုက်ခဲ့ပါဆိုတဲ့ပုံစံမျိုးနဲ့သူ့ရဲ့ဥကောင်းကိုအနောက်ဘက်သို့ခဏလှည့်ပြပြီးအချက်ပြနေခဲ့ပါတယ်သူတို့ဟာလိပ်ကလေးရဲ့နောက်ကိုလိုက်သွားရင်လှပလုံးနဲ့တန်တာကြောက်တန်းတွေကိုဖျက်တမ်းသွားတဲ့အခါသူတို့မျက်စိရှိမှမြင်တွေ့လိုက်ရတဲ့မြင်ကွင်းကတော့တကယ်ကိုအံ့ဩတုန်လို့စရာကောင်းလာပါတယ်အဲ့ဒီအချိန်ကျမှပဲအမျိုးသားဟာသဘောပေါက်လိုက်ပါတော့တယ်ဒီလိပ်ကြီးဟာတကယ်တော့လွန်ခဲ့တဲ့30နှစ်တုန်းကသူကိုယ်တိုင်ကယ်တင်ပြီးလွတ်ပေးခဲ့တဲ့လိပ်ပေါက်စလေးဖြစ်နေလို့ပါပဲအခုဆိုရင်သူဟာအရွယ်ရောက်ကြီးထွားလာခဲ့ပြီးပင်လယ်ထဲမှာသူ့ရဲ့မိခင်ရင်ကိုပြန်လဲရှာဖွေတွေ့ရှိသွားခဲ့ရုံနဲ့မကပဲသူ့ရဲ့ညီကိုမောင်နှမတွေကလည်းဘေးနားမှာပျော်ပျော်ပါးပါးကစားနေကြတာကိုမြင်တွေ့ခဲ့ရပါတယ်